မင်္ဂလာပါခင်ဗျကျွန်တော်ဒီမှာ tissue box ကလေးနဲ့မိတ်ဆက်ပေးပြရစီเนาะဒါလေးကကျွန်တော်တို့ smile tissue box လို့ခေါ်တာပေါ့เนาะဒါလေးကဒီလို undo လေးပါပါတယ်เนาะ undo လေးထဲမှာ tissue လေးကလေးထည့်ပြီးတော့เนาะ undo လေးထဲမှာဒီလိုလေးတွန်းလိုက်ပြီးဒီကနေပြီးတော့ဒီမှာပေါ့เนาะကျွန်တော်ဒါ tissue box လို့ခေါ်ပါတယ်ခင်ဗျာเนาะ smile tissue box ကလေးပါเนาะဒီလို tissue box ကလေးတွေကျွန်တော်စီမှာအစင်းလေးရပါပြီเนาะလိုအပ်တဲ့မိတ်ဆွေများချက်ပေါက်မှာလာပြီးတော့ဈေးမိလို့ရပါတယ်ခင်ဗျာเนาะဒီမှာဒီဇိုင်းလေးတွေလည်းအစုံပါပဲခင်ဗျာနော် tissue box ကလေးပါဒါကျွန်တော်တို့ယွန်းတယ်နဲ့ပြုလုပ်ထားတဲ့ဒါ tissue box ကလေးပါနော်ဒါလေးက undo လေးနဲ့ပါခင်ဗျာနော်ဒီလို undo လေးနဲ့ပါဒီမှာ tissue box ကလေးဒါကျွန်တော်တို့စားတောက်ဆိုင်တွေမှာဟိုတယ်တွေမှာအသုံးပြုလို့ရပါတယ်ခင်ဗျာနော်ဒါလေးကကျွန်တော် tissue လေးကိုဒီထဲမှာထည့်ပြီးတော့အသုံးပြုလို့ရပါတယ်ခင်ဗျာနော်ကျွန်တော်စီမှာဒီလို tissue box ကလေးတွေကိုလိုအပ်တယ်ဆိုလို့ရှိရင်ချက်ပေါက်မှာလာပြီးတော့မှာယူလို့ရပါတယ်ကျွန်တော်စီမှာအစင်းနဲ့ရှိပါတယ်ခင်ဗျာနော်မဆောက်ပါဘူးခင်ဗျာနော်ကျွန်တော်ငွေချီပြီးတာနဲ့တခါလေကျွန်တော်ဂိတ်ကိုတန်းပြီးတော့ပို့ပေးပါမယ်ခင်ဗျာနော်ဟုတ်ကဲ့ပါကျွန်တော်ဟွာကိုငွေလွှဲရင်လည်း KP ကနေပြီးတော့လွှဲလို့ရပါတယ်ခင်ဗျာ KP ကနေလွှဲလိုက်တာနဲ့ငွေရောက်ပြီဆိုတာနဲ့ကျွန်တော်ဂိတ်ကိုတခါလေပို့ပြီးလို့ရပါတယ်ခင်ဗျာလိပ်စာပါညာပေးပြီးတော့လေအဲ့လိုမျိုးကျေးဇူးတင်ပါတယ်နော် tissue box လေးရမ်းလာပါတယ်